ဟုတ်ကဲ့မင်္ဂလာပါကျွန်တော် DBS ကနေပြန်နေကြိုဆိုပါရစေဒီနေ့ကတော့ဒါ DBS မြန်မာရဲ့ full horseman analysis လို့ခေါ်တဲ့အကြီးကောင်၄ကောင်ပေါ့နော်ဒီကောင်တွေကို analyze လုပ်မဲ့နေ့ဖြစ်ပါတယ်ဒါ Sunday တန်းကျွန်တော်တို့လုပ်နေကြတော့မှာပေါ့နော်ဆိုတော့ DBS မြန်မာကနေပြီးတော့ဒီ full horseman ကိုကျွန်တော်တို့ကလုပ်မယ် DBS crypto ကနေပြီးတော့အာ BTC နဲ့တခြား crypto ၄ခုပေါ့နော်အဲ့ဒါကိုလုပ်မယ်ပြီးတဲ့အခါမှာကျွန်တော်တို့ဒီ DBS Forex ကနေပြီးတော့ရွှေကိုလုပ်မယ်ပေါ့ဒါကျွန်တော်တို့ပုံမှန်သွားမဲ့ပုံစံပေါ့အဲ့တော့ရွှေကစနေဒီ full horseman က Sunday ပြီး crypto က Monday ပေါ့နော်ဒါဒီလိုသွားမယ်လို့ကျွန်တော်စီစဉ်ထားပါတယ်အဲ့တော့အကောင်လုံး free ပဲကျွန်တော်တို့ဒီကနေပြီးတော့ကျွန်တော်တို့လည်း market ကိုကြည့်ရင်းနေပေါ့နော်အားလုံးလည်း market ကိုကြည့်ရအောင်လို့ကျွန်တော်တို့ဒါပြောပြမှာပေါ့လေဒီအောင်လေးမပြောခင်ကျွန်တော်တို့ဒီတချို့တွေလာပြီးတော့မိထားကြရရှိတယ်ကျွန်တော် group လေးဝင်ကျင်တယ်ပေါ့နော်ဆိုတော့တော်တော်ကျွန်တော်တို့မှာ training group က2ခုရှိရယ် financial markets for beginner ဆိုတဲ့ training တစ်ခုရှိရယ်အဲ့ဒါတော့အခုတော်တော် run နေတဲ့ဟာပေါ့နော်ဆိုတော့ဒီဟာလေးကကျွန်တော်တို့ဒီ financial ကိုအခြေခံနေပြီးတော့မှဒီ trading plan 3ခုထွက်တဲ့အထိကျွန်တော်တို့သွားတယ်ပေါ့နော်ပြီးရင်အဲ့ဒီဟာကျွန်တော်ကကူပြီးတော့စစ်ပေးတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးရှိမယ်ပြီးရင်နောက်တစ်ခုကကျတော့ September ကျမှဖွင့်မယ်9 level ရှိမယ်အဲ့တော့ September ဟာကထားလိုက်တော့ပေါ့နော်ဆိုတော့ဒီအခုတော့join နေတယ်ဆိုလို့ရှိရင်တော့အဲ့ FMB ကို join လို့ရတယ်September ကြာလို့ရှိရင်ပြန် join ကျင်တယ်ဆိုလို့ရှိရင်လည်း6000ကျပ် discount ရမယ်ပေါ့နော်အဲ့တော့အောက်မှာ Telegram link လေးပေးထားတာရှိတယ်အဲ့ဒီကနေသွားမေးလို့ရတယ်နော် Okay တော့ဒီမှာကျွန်တော်တို့ဒါ go ပေါ့နော်ရွှေကိုကြည့်မယ်ဆိုလို့ရှိရင်လောလောဆယ်ဒါဟိုကျွန်တော် DBS Forest မှာပြောခဲ့တဲ့အတိုင်းပဲလောလောဆယ်4000ကိုကျွန်တော်တို့ကရွှေရချင်းကန်နေတယ်အခုနောက်ဆုံးပိတ်ခဲ့တဲ့ Friday မှာကျွန်တော်ကဒါ Doji ကန်လေးနဲ့ပိတ်သွားခဲ့တယ်အဲ့တော့4000ရဲ့ပတ်ချလေးမှာကျွန်တော်တို့4000အတိအကျတော့4000ဆိုတော့မြင်းရှိမယ်ပြီးရင်သူ့ပတ်လဲမှာရှိရ zone ရှိရ area ရှိရပေါ့နော် area zone တွေကိုကျွန်တော်တို့ကဒီမှာလာပြီးတော့ရွှေရထိတယ်ပေါ့ဒီနေရာမှာကျွန်တော်တို့ဒီလိုဟိုရက်သွားတာလေးရှိတယ်အဲ့လိုပဲ4333ကကျတော့ဒါကျွန်တော်တို့အော်လောအပေါ်ဘက်ပေါ့နော်အဲ့မှာလည်းဒီလိုမျိုး area zone တစ်ခုရှိခဲ့တယ်ပြီးရင်ဒီမှာကျွန်တော်ဆွဲထားတာလေးရှိတယ်ပေါ့နော်ဆိုတော့4000ရဲ့အောက်ဘက်မှာပါရှိသေးတယ်ဆိုလို့ရှိရင်4000ရဲ့အောက်ဘက်မှာကျတော့ဟိုးကကျွန်တော်3300မှာဒီမှာ area တစ်ခုရှိခဲ့တယ်ပေါ့နော်ဒါကျတော့ကျွန်တော်နည်းနည်းလေးလှမ်းသေးတယ်လောလောဆယ်ပါနိဒီကောင်ဒီနေရာ3000ထဲမှာ435ပေါ့နော်3435 3435လို့ကျွန်တော်တို့အကြံပြမှတ်ထားလိုက်လို့ရတယ်အဲ့တော့3435မှာကျွန်တော်တို့ကဒီမှာတနေရာတစ်ခုရှိခဲ့ဘူးလေโอเคအဲ့တော့အဲ့ဒီဟာကျတော့နည်းနည်းလေးဝေးနေသေးတယ်ဂျားထဲမှာကျွန်တော်တို့ရွှေသည့် exponential အတကုံတက်သွားခဲ့တဲ့အချိန်ဖြစ်ခဲ့တာပေါ့နော်ဆိုတော့ဒီဂျားထဲမှာရှိတဲ့ဒီ line အသေးလေးဒီအဲ့တော့ကျွန်တော် area အသေးလေးတွေရှိတယ်အဲ့ဒီအသေးလေးတွေကျွန်တော်ပြီးရင်ပြန်ပြီးတော့ visit လုပ်တဲ့အခါကျရင်တကူကြီးကြည့်သွားရမယ်ပုံစံပေါက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အမြင်တော့ဒီ4000ကတော်တော်လေးကိုကောင်းတဲ့ support ဖြစ်တယ်အဲ့တော့4000ရဲ့အောက်ကိုကြော်ကြဖို့ဆိုတာကအပေါ်က selling pressure တော်တော်ပါမှာပေါ့နော်အခုလောလောဆယ်က market ကအခုဒီ escalate ပေါ့နော်ဒီကျွန်တော်တို့စစ်ပွဲနဲ့ပတ်သက်တဲ့ဟာလေးတွေကပြန်ဖြစ်လာဖြစ်လို့ကျွန်တော်ရွှေရထက်ကြဖို့တော့တိတ်မလွယ်ဘူးပေါ့နော်အဲ့တော့ fundamental ရဆိုလို့ကျွန်တော်ပြတ်တက်နိုင်ရင်ရှိတယ်ဆိုတော့အခုလောလောဆယ်ကျွန်တော်တို့ဘာတွေ့ရဆိုလို့ရှိရင်အခုဒီ4000ဇုံကနေပြီးပြန်ထွက်မှာကျွန်တော်အားကောင်းတဲ့အပေါ်တက်ပါမယ်လို့ဒီအားကောင်းတဲ့ပြတဲ့ပေါ့နော်ဒီsite တစ်ခုပေါ့ဥမာ hammer ပဲဖြစ်ဖြစ် encouragement ဖြစ်ဖြစ်ပြီးလို့ရှိရင်ဒါမှမဟုတ်ဒီအခု doji ကနေပြန်ကန်တက်သွားတဲ့ bullish momentum ပေါ့နော်အဲ့ဒါမျိုးပြတယ်ဆိုလို့ရှိရင်က4333ကိုပြန်ရောက်သွားလိမ့်မယ်โอเคအော်ဒီနားမှာကျွန်တော်တို့ကဒီ next week မှာဒီနားမှာဘာပြလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရအောင်နော်โอเคအဲ့တော့ရွှေတဲ့ပြောင်းပြန်ဖြစ်တဲ့ Dixie ကကျတော့ dollar index ကကျတော့အခုစစ်ပွဲအခြေအနေမှာဆိုလို့ရှိရင်သူကပြန်ကျနိုင်ကြီးရှိသွားတယ်အဲ့တော့ဒီမှာ100.2ရဲ့အပေါ်နားမှာကျွန်တော်တို့ဒီမှာ area ရှိတယ်အဲ့ဒီ area ရဲ့အပေါ်မှာကျွန်တော်တို့ရှိနေတယ်။ဝန်နေ့ကအဲ့ဒီထဲကိုဝင်သွားပြီးတော့မှဒေါ်လာဈေးပြန်တက်သွားတာကိုတွေ့ရတယ်ပေါ့နော်။အဲ့တော့ကျွန်တော်အပြင်ခုနကလို့ရွှေတက်မယ်စစ်ပွဲတွေပဲပြန်ဖြစ်လာတယ်ဆိုလို့ရှိရင် Dixie ကပြန်ကျနိုင်နေရှိတယ်။အဲ့တော့တရားဒီနားတစ်ဝိုက်ကိုပြန်ပြီးတော့ပြန်လာပြီးတော့ support ပြန်လာယူမဲ့ပုံစံမှာရှိတယ်ပေါ့နော်။ဆိုတော့ဒီလိုသွားခဲ့တယ်လို့မျိုးနောက်တစ်ခေါက်ပြန်လာဖို့ရှိနေမယ်။ဒါကဒေါ်လာပေါ့နော်။အဲ့တော့ဒေါ်လာရဲ့စုံချက်ကဒီမှာကျွန်တော် line တစ်ခုဆွဲထားတာရှိရတယ်လားအဲ့ဒီ line နဲ့ဒီ100.2နဲ့စုံမဲ့နေရာမျိုးမှာသူကပြန်လာပြီးတော့ support ပြန်လာကြနိုင်ကြီးရှိတယ် okay ဒါကကျွန်တော်တို့ Dixie ပေါ့နော် S&P 500ကကျတော့ကျွန်တော်တို့အပေါ်မှာရှိနေတဲ့ဒီကျွန်တော်တို့ရဲ့ဒီ triangle ပေါ့နော်ဒါကကျွန်တော်တို့ ascending triangle လို့ကျွန်တော်တို့ခေါ်တဲ့ကောင်ပေါ့နော်အောက်ကနေအပေါ်ကိုprice ကတက်သွားတယ်အပေါ်ကဒီနေရာကနေပြီးတော့ပိတ်ချမယ်ပုံစံမျိုးပေါ့နော်ဆိုတော့ ascending triangle ရဲ့ပုံစံမျိုးပေါက်နေတဲ့ဟာပေါ့နော်အဲ့တော့ဒီဟာကို ascending triangle လို့မယူဘဲနဲ့လေဒီလိုလေးယူလို့လည်းရတယ်ဗျဒီမှာကြည့်ဒီမှာအခုနှစ်ချောင်းပေါ်လာပြီဆိုတော့လေဒီလို wish လို့လည်းယူလို့ရတယ်ဘယ်လိုပဲယူပေါ့နော်ကျွန်တော်တို့ဒီကောင်ကအခုဘောင်းအောက်ဘက်မှာရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့
အပေါ်ဘက်ဘောင်နေစီဒီဘောင်တစ်ခုတည်းတစ်ခုစီသူပြန်သွားမှာပဲเนาะအဲ့လိုပြန်သွားတဲ့အချိန်ကိုကျွန်တော်တို့ကစောင့်ပြီးတော့ဝင်လို့ရလိမ့်မယ်နော်အဲ့တော့အခုဒီမှာဆိုလို့ရှိရင်ဒီမှာပြောတာကျွန်တော်တို့ပထမတစ်ရက်ကဒိုဂျီပုံစံပြတယ်ဒုတိယတစ်ရက်ကဒီလိုမျိုးကျွန်တော်တို့ရှုတစ်စားပုံစံမျိုးပြတယ်အဲ့တော့ဒီနေရာကနေကျွန်တော်တို့ကပြန်ပြီးတော့ပြောရမယ် bullish momentum ပြတဲ့ candle တစ်ချောင်းပေါ့နော်ဒါပေမဲ့ပြန်ပြနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအထိပြန်လိုက်သွားလို့ရတယ်နော်ဒါ S&P 500 BTC ကကျတော့ Bitcoin ပေါ့နော် Bitcoin ကဟိုနေ့ကကျွန်တော်ထောက်ထားခဲ့တဲ့ trade ပေါ့လေဒီမှာ trade ခုရှိတယ်ဆိုတော့လောလောဆယ်ဒီ trade ကနဲ့သွားပြီးတော့မှသူကဒီမှာပြန်လာနားရတယ်ပေါ့နော်အဲ့တော့ဒါလေးခဏဖြတ်ထားလိုက်ဆိုတော့ဒီမှာကျတော့ BTC ကကျတော့ကျွန်တော်ဆွဲခဲ့တဲ့ဒီနေရာပေါ့နော်ဒီနေရာထက်ကိုသူကဒီအောက်ကိုပြန်နှိုက်သွားပြီလားဒီအောက်ကိုဒီမြင်းချောင်းရဲ့အောက်ကိုပြန်နှိုက်သွားအဲ့တော့ကျွန်တော်တို့ကနော်ဒီလိုဆွဲထားခဲ့တဲ့ဟာကျွန်တော်တို့လည်းဒါပြောလို့ရှိရင် breakout ဖြစ်သွားတယ်လို့ပဲအဲ့တော့ breakout ဆိုတော့ကျွန်တော်တို့ breakout ပြီးသွားရင် reject လာမယ်အဲ့တော့ကျွန်တော် trend line ကိုကျွန်တော်တိတ်သဘောမကျဘူးမကြိုက်ဘူးဘာလို့ trend line ရဲ့မျက်စိပေါ်မှာလူရဲ့မျက်စိပေါ်မှာမူတည်ပြီးတော့အမျိုးမျိုးပြောင်းလဲနိုင်တယ်ဆွဲပုံဆွဲနည်းတွေမတူဘူးပေါ့နော် trend line ကိုကျွန်တော်တိတ်ပြီးသုံးလို့မရှိဘူးအဲ့ဒီမှာ trend line အရာတော့သူကအပေါ်တက်ပဲဆိုပေမဲ့ဒီမှာ trend line break ဖြစ်သွားတယ်အဲ့ဒါပြဿနာနောက်ရက်တွေကြာလို့ရှိရင်ပြတ်တက်သွားတဲ့အခါကျရင်ကျွန်တော်တို့ကဒီလိုမျိုးပြန်ယူလို့ရသွားတာပဲ trend line ကလေအဲ့ကြောင့်ကျွန်တော်မကြိုက်ဘူးလို့ပြောတာထားလိုက်ပါတော့အဲ့တော့အခုတော်တော်ဆယ် trend line ကို break သွားတယ်လို့ကျွန်တော်တို့ကအခုယူဆလို့ရတယ်ဆိုရင်အဲ့ကောင်ဒီလိုပြတ်တက်သွားပြီးအချိန်မှာဒီနေရာလောက်မှာ shooting star လှလေးဒါပေါ်ခဲ့လို့ရှိရင်6000တိပြန် short လို့ရတယ် okay အဲ့တော့ကျွန်တော်တော်တော်ဆယ်စောင့်ကြည့်ရမှာအခုပြန်တက်မယ်တက်ပြီးတော့လို့ရှိရင်ဒီထဲမှာကျွန်တော်တို့အောက်ကအကောင်တွေ TP တွေရှိတယ်ဒီတစ်ခါဒီကတ်လိုက်တော့ကျွန်တော် TP ယူလိုက်တော့မှာနော် TP ယူတော့လို့ရှိရင်စောင့်ကြည့်ပြီးတော့ဒီအောက်ကိုပြန် short ဖို့တော့ကျွန်တော်ပြန်ကြည့်ရအောင်အဲ့တော့ဖြစ်နိုင်ခြေကနှစ်ခုပေါ့ဗျာဒီမှာသူကဒီလိုမျိုး shooting star လှလေးဒီမှာပေါ်လာပြီးတော့ short မလားဒါမှမဟုတ်အဲ့ဒါကိုထက်ကြော်ပြီးတော့ဒီထဲကိုထက်ရောက်သွားပြီးအဲ့ထဲမှာ short မလားနှစ်ခုတွေကနေပြီးတော့ short ကျွန်တော်ရှာရတော့နော်အောက်ကနေတက်လာခဲ့တဲ့ကောင်ကဒီနားလောက်မှာကျွန်တော်မိုးမညာနေတော်တော်လေးရှော့သွားပြီလို့ကျွန်တော်ယူဆရတယ်ပေါ့နော်စစ်ပွဲတွေပါရက်သွားလို့ပြန်ဆောင်တိုင်တစ်မျိုးတော်တော်တယ်ရောနိုမန်တယ်နည်းနည်းရက်သွားပြီလို့ယူဆလို့ရအဲ့အတွက်ကျွန်တော်ဒီမှာတစ်ချက်တော့စောင့်ကြည့်ခြင်းတယ်ပေါ့နော်ဒီဟာလေးကို okay ဒါလေးက full horseman ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ချုပ်ပြီးပြောမှဆိုလို့ရှိရင်เนาะစစ်ပွဲကပြန်ဆဖို့အတွက်ကြီးနောက်စစ်ပွဲ area ကျယ်ပြန့်လာဖို့ရယ် war ဖြစ်လာနိုင်ခြေနည်းနည်းလေးရှိလာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ရွှေကအတက်ပြနိုင်တယ်ဒေါ်လာကအကျပြနိုင်တယ်နောက်ရေနံဈေးကတက်ပြနိုင်တယ်ပေါ့နော်ဒီမှာရေနံဈေးကိုကျွန်တော်မကြည့်တော့ဘူးဒါပေမဲ့ရေနံအခုတက်တယ်ဆိုတာတောက်လျှောက်ကြီးတက်တယ်ရေနံအတက်ရှိမယ်နောက်ရွှေအတက်ရှိမယ်ဒေါ်လာ index ကျနိုင်ကြီးရှိတယ် S&P 500လို့ဟာမျိုးကအောက်နားမှာပဲဖြစ်နိုင်ကြီးရှိတယ် BTC လည်းပြန်ကျနိုင်ကြီးရှိသွားတယ်เนาะဒါက fundamental အရာဖြစ်ပါတယ်เนาะအဲ့တော့ရှင်းတဲ့ဘက်မှာကျွန်တော်တို့ဒါလေးအတူတူစောင့်ကြည့်ရအောင် okay ဒီနေ့ပြောကြည့်ပြကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ FNB ကြောက်ရဆိုလို့ရှိရင်ကျွန်တော်အောက်က link လေးကနေ FNB လို့ပို့ပေးပါကျေးဇူးအများကြီးတင်ပါတယ်ငွေဝင်တဲ့နေ့လေးဖြစ်ပါစေ